မင်္ဂလာပါရှင်လိုက်စာတူရဲ့ပတ်စစ်စနေညသတင်းတင်ဆက်မှုစစ်စင်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့တိုက်ပွဲသတင်းစီစေးမြင့်တက်လာမှုကြောင့်လေယာလုတ်တူများအခက်တွေ့နေရတဲ့သတင်းနဲ့အလန့်ပူပညာရေးကျောင်းပေါ်တော်ဆောင်နေမိကျောင်းသားများကိုလက်ခံနေတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကျွန်မအုံခုံကြဆင်ပါရှင်။ကဲရဲ့အမတ်ကိုတမဟာအမတ်6တရင်းနေမြေဝေခါနီရှမ်းရုံမတောင်တွင်မေလ20ရက်နေ့နေ့လယ်12:15မိနစ်အချိန်ခန့်ကကဲရဲ့တပ်ဖွဲ့မှစစ်ကောင်စစ်တပ်ကိုဘုံခွဲတိုက်ခိုက်လိုက်ကြောင်းသိရပါတယ်။စစ်ကောင်စစ်တပ်အရာနေရာဝန်းကျင်ပါဝင်တဲ့စစ်ကြောင်းကမနက်ပိုင်းတွင်ဝေလုံတပ်စခန်းကနေထွက်ခါလာတာဖြစ်ပြီးကဲရင်တပ်ရင်6ဘက်စီရဲလှုပ်ရှားမှုပြုလုပ်လာတာကြောင့်ကဲရင်တပ်မှ3ကြိမ်တိုင်းကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကဲရင်တပ်ရဲ့ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခြင်းခံလိုက်ရတာကြောင့်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကတိတ်ဆုံးထိခိုက်မှုရှိခဲ့ကဘေးပတ်ဝန်းကျင်ဘက်လက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်နေခဲ့ပြီးတိုက်ပွဲဖြစ်ပွားရာနေရာအနီးတွင်သာရှိနေသေးကြောင်းဆက်လက်ထိုးစစ်ဆင်လှုပ်ဆောင်လာပါကတိုက်ပွဲဖြစ်ပွားလာဖို့ရှိကြောင်းလည်းရှေ့တန်းသတင်းရင်းမြစ်ကနေပြောပါတယ်။စစ်ကောင်စစ်တပ်မှထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက် KIA အမတ်8တပ်မဟာနဲ့အမတ်9တပ်မဟာနေမြေတွေမှာနှစ်ဖက်ထိတွေ့တိုက်ပွဲများရှိနေဆဲပဲဖြစ်ပါတယ်ရှင်။နိုင်ငံတော်လောင်စာစီဈေးမြင့်တက်မှု73စီလုံလောက်ခြင်းမရှိမှုများကြောင့်လေယာလုတ်ကင်တူများလေယာစိုက်ပျိုးရေးအတွက်အခက်တွေ့နေရကြောင်းလည်းသိရပါတယ်။လီဒိုလန်တလျှောက်ရှိဒေသခံတောင်သူလယ်သမားများက73စီဈေးမြင့်မာလွန်းတာကြောင့်ထွင်ရက်စရိတ်ရခင်နှစ်ကထက်ပိုမိုများပြားလာပြီးလေယာလုတ်ကင်ဖို့ခက်ခဲနေကြောင်းလည်းပြောဆိုလာပါတယ်။လက်ရှိကျွန်တော်တို့စီမံဒီဇယ်စီ11500ရှိတယ်92က12000ရှိတယ်ထွင်ရက်ခါတော့4000ကနေ5000ထိရှိလာတယ်ရခင်နှစ်တွေမှာစရန်တရားများဖြစ်လေယာထွင်ရက်စိုက်ပျိုးဖို့တဧကကိုကျပ်2000ကနေ2000ခွဲတာကုန်ကြရာကနေယခုနှစ်ကတော့3000ကျော်4000ကျော်ကနေ5000ကျပ်အထိကုန်ကျသွားတယ်လို့လည်းသိရပါတယ်လောင်စာစီဈေးမြင့်တက်မှုကြောင့်လေဧကများစွာစိုက်ပျိုးနိုင်ခြင်းမရှိတဲ့ပြင်စပါးထွက်နှုန်းကျဆင်းခြင်းပျက်စီးခြင်းများရှိလာရင်ယင်းဒီမြုပ်နှံထားသလောက်အကျိုးအမြတ်မဖြစ်သွမှာကိုလည်းစိုးရိမ်နေကြောင်းပြောဆိုနေကြပါတယ်ရှင်အလန့်ပုံပညာရေးကျောင်းမှာမေလ20ရက်နေ့မှစပြီးပေါ်ရာဆောင်နေမိကျောင်းသားများကိုစတင်လက်ခံနေပြီဖြစ်ရာကျောင်းသား400ကျော်ရောက်ရှိနေပြီဖြစ်ကြောင်းလည်းသိရပါတယ်။ရခိုင်ပြည်ကစပြီးကျောင်းသားရောက်ရှိမှုများပြားလာတဲ့အတွက်ကြောင့်အသက်တန်းကျောင်းသားများကိုအလန့်ပုံကျောင်းဝင်းမှာတင်ကြားပေးပြီးအလေရန်ကျောင်းသားများကိုတော့တွန်ပုံစုကျောင်းခွဲမှာတင်ကြားပေးနေတာဖြစ်ရာယခုနှစ်မှာလည်း၎င်းစီစဉ်တိုင်းတင်ကြားသွားမည်ဖြစ်တယ်လို့ကျောင်းအုပ်ဆရာကြီးခေါင်လုံးကပြောပါတယ်။ပေါ်ရာဆောင်နေမိကျောင်းသားများကအဆောင်နေစားစီအဖြစ်တရုတ်ငွေရွမ်300တွင်းရမည်ဖြစ်ပြီးကျောင်းယူနီဖောင်းနဲ့အခြားမိမိမဖြစ်မနေ300ရမည်ပစ္စည်းများယူဆောင်လာရမည်ဖြစ်ကြောင်းဆရာကြီးကခုလိုပြောပါတယ်။ပေါ်တာဆောင်လာနေမဲ့ကျောင်းသူကျောင်းသားများကတော့အဆောင်နေစည်းစားစည်းအတွက်တရုတ်ငွေရွမ်300ပါဝင်မိမိအိယာထမင်းကြိုင်စွန်ရေခွက်ကျောင်းယူနီဖောင်းနဲ့စုံချီးမြပြင်ဆင်လာဖို့မှာကျင်းပါတယ်ယခုနှစ်ပညာသင်နှစ်အတွင်းကျောင်းနဲ့နီးတဲ့ရက်ရွာများနဲ့စစ်ရှောင်စခန်းများကကျောင်းသားများကတော့အဆောင်နေအဖြစ်လက်မခံတော့ပဲရက်ဝေးဒေတာမှလာတဲ့ကျောင်းသားများကိုတာပေါ်ရာဆောင်နေအဖြစ်လက်ခံမည်လို့ပြောပါတယ်။အပြင်နေကျောင်းသားများကိုတော့မေလ25ရက်နေ့မှစပြီးအမည်စင်းလက်ခံသွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ပတ်စင်မှာတိုင်းသားပါတာဖြစ်တဲ့တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်